တဲ့ပြည်သူပေါင်းတို့ခင်ဗျာအားလုံးနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တင်စာဆက်ဖြစ်ပါတယ်ဟဲ့မှာကျွန်တော်တင်စာဆက်ဖြစ်ပါတယ်ကျွန်တော်တင်စာဆက်နဲ့အတူရေတော်ဘုံတပ်သားများဖြစ်တဲ့ဟဲ့မှာကိုခန့်ဝေဖြိုးစကိုင်းကကိုနန်းလေးတို့အတူရှိပါတယ်ဒီတို့ပါဝင်ဒေသကနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့အခုဆိုရင်အာနာရှင်စနစ်အောက်မှာနေနေရတာနေနှစ်ကျော်လို့9နှစ်ထဲရောက်လာပါပြီကျွန်တော်တိုင်းပြည်ရဲ့ဒီဘွားရဲ့ချင်းတဲ့နိုင်ငံရဲ့ချင်းတဲ့ရရဘာကောင်းတယ်လဲဘာကောင်းတာရှိလဲမကြည့်ဘူးမကြည့်ဘူးဒါလည်းလုံးလေးနေတယ်ဒီရခန့်ကအာနာရှင်စနစ်ဖြစ်ပါတယ်မင်းအောင်လည်းအာနာသိပြီးတဲ့နောက်မှာကုန်းစင်းတုံးနဲ့မိုးထီအောင်ထောက်တတ်နေတယ်ဟုတ်ပါလားဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါလားဟုတ်ပါတယ်စီဘွားရဲ့လူမှုရဲ့အဝိဇ္ဇတယောက်ကြသွားပြီဟုတ်ပါလားဟုတ်ပါတယ်ဟဲ့ဒါလည်းအားလုံးရဲ့ဒီရခန့်ကမင်းအောင်နိုင်တဲ့အာနာရှင်စနစ်အာနာသိမှုဖြစ်တယ်အာနာရှင်စနစ်ဟာတိုင်းပြည်ရဲ့ဘုံရဲသူဖြစ်ပါတယ်ဟုတ်ပါတယ်ဒါကြောင့်အာနာရှင်စနစ်ကိုအားလုံးစတင်ကြမယ်အာနာရှင်စနစ်ဟာဘယ်သူဒူတယောက်တော့မှခေါင်းကျိုးမရှိဘူးဒါကြောင့်အာနာရှင်စနစ်ကိုကျွန်တော်ရဲရဲကြီးစတင်ရမယ်ဒီအာနာရှင်စနစ်ကိုစတင်တဲ့အခါမှာအန်ဒရေကြီးပါတယ်ရင်အနည်းတွေများပါတယ်ပေးဆက်မှုတွေများပါတယ်ဒါပေမဲ့မဆက်ချင်ရင်ဖြစ်မဲ့ဖောင်ရှောင်းမှုတွေကပုံများတာဖြစ်တဲ့အတွက်သမိုင်းပေးတော်ဝင်ရအာနာရှင်စနစ်ကိုစတင်ကြကျွန်တော်လူထုကိုတင်ပြစရာ၃ချက်ရှိတယ်ပထမတစ်ချက်ကတော့ကျွန်တော်တို့ရဲ့လူထုကောင်းဆောင်အမေတော်အောင်စန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေဘလို့ပုံမှန်နဲ့ပဲတက်တာကျွန်တော်တို့တွေလူမြောက်ဖို့လိုတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အတူရောက်တရားမဝင်ရွေးကောက်ပွဲကိုတခဲနဲ့စက်ကျင်တိုက်ပြဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့အရင်ကကျွန်တော်အနိုင်ရပါတီဒေါ်စန်းစုကြည်တို့ဦးဆောင်တဲ့ပါတီနိုင်ရထားတဲ့ဂျာလက်ရှိတယ်အားကြောင့်ကျွန်တော်တို့ဘယ်မပေးကြပါနဲ့နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ရဲ့လူငယ်လူရွယ်တွေကိုရှေ့ရမှာပေါ်တာဆွဲနေတယ်အတင်းအဓမ္မအသေးခံကိုင်းနေတယ်အဲ့ကွစစ်မှုတန်းမတရားပေါ်တာဆွဲဥပဒေကိုတခဲနဲ့ကျွန်တော်တို့တိုက်ပြကြပါအခုအလေးနဲ့ကျွန်တော်တင်ပြစရာရှိရတယ်ဒီဇင်ဘာလ10ရက်နေ့မှာကျွန်တော်တို့အားလုံးအပြည့်မထွက်ပဲနဲ့အသံတိုက်သပိတ်လုပ်ရင်းနဲ့စစ်အာဏာရှင်စနစ်ကိုလုံးဝကျွန်တော်တို့လူလူတရက်လုံးကစီလုံးညီညွတ်သွားတဲ့လက်မကန်ကြောင်းပြသကြဖို့ silent strike ကိုဒီဇင်ဘာလ10ရက်နေ့မှာကျွန်တော်တို့လုပ်မယ်။တစ်နိုင်ငံလုံးတိုက်ကြတယ်လုပ်မယ်။အားလုံးစီလုံးညီညွတ်နဲ့ပါဝင်ပေးကြဖို့အတွက်ကျွန်တော်တောင်းဆိုပါတယ်။ဒီမိုကရေစီရရှိရဲ့တို့ရဲ့ဒီမိုကရေစီရရှိရဲ့တို့ရဲ့အာဏာရှင်ကြရှောင်းရဲ့တို့ရဲ့အာဏာရှင်ကြရှောင်းရဲ့ဖရယ်ပြည်တော်စုတည်ဆောက်ရဲ့ဖရယ်ပြည်တော်စုတည်ဆောက်ရဲ့အမေစုနဲ့သမ္မတကြီးချက်ချင်းလို့အမေစုနဲ့သမ္မတကြီးနိုင်ငံရေးကျင်းသားများလုံးမြောက်ရဲ့နိုင်ငံရေးကျင်းသားများလုံးမြောက်ရဲ့စစ်မှုတော်ဥပဒေဖျက်သိမ်းရဲ့လူလူအားနဲ့ဆက်ကြည့်ကြမယ်ရွေးကောက်ပွဲအတူတည်ပြီးလဲဒေါ်လာရဲကဆက်ရှိနေမယ်စည်ရဲတိုက်ပွဲလူတိုက်ပွဲတွေနဲ့ဒေါ်လာရဲကိုဆက်ကြည့်ကြပါကျွန်တော်တို့အားလုံးအတူတူဒီပါပြည်သူများတဲ့အတူဒီဆိုင်ကုန်ပဲခင်ဗျာရဲတော်ဘုံအောင်ရမည်ရဲတော်ဘုံ